Hello မတို့ရေမဆိုးထဲဆိုင်မှာ BK ရဝင်တဲ့ခြီသားဆိုင်ပွားလေးပုံသစ်လေးဒီနေ့၄ပုံကြော်ညာပေးပါမယ်ရင်90ပါနော်ကာလာလေးတွေမိတ်ဆက်မယ်ဈေးလေးတွေပြောပေးပါမယ်ရှင်မတို့ရေခုပြပြီးမှာကအပြာရောင်လုံးလေးပါမတို့ရင်ဆိုင်ကတော့ရင်ဆိုင်90ပါရှင်ဘိန်းကြီးခါရဲ့အရှိက26ပါအနောက်လေးလည်းပြမယ်နော်အနောက်လေးကနည်းနည်းလေးပိုရှိတာပေါ့နော်ခုပြတာကအပြာရောင်မိုးပြရောင်လုံးလေးပါရှင်နောက်တစ်ရောင်ကကြတော့ပန်းရောင်လေးပါမတို့ရေမဆိုးထဲဆိုင်ကနေမိတ်ဆက်ပေးပါတယ်နော်ရာရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေပို့ပေးပါတယ်ဒါကပန်းမိတ်ကရောင်လုံးလေးပါသူ့ရဲ့လေးတအားကောင်းပါတယ်နော်ဒါလေးကတော့ပထောက်6ရောင်လေးပါရှင်မတို့ရေမဆိုးထဲဆိုင်ဖဆာပလာစီဖဆာပလာရက်ကွက်မှာပါရှင်ဒါလေးကနက်ပြရောင်လုံးလေးပါဒါလေးကမတို့ရဲ့အစိမ်းရောင်လုံးလေးနော်သူ့စိမ်းရောင်လေးကလည်းချစ်စရာလေးနော်မတို့ရေပေါင်ကြီးဆိုရင်ပေါင်ကြီး150ထက်မှယူလို့ရမှာပေါ့နော်ပေါင်ကြီး150နဲ့ပေါင်ကြီး200ကြားတော်ပါတယ်ဈေးနှုန်းလေးက3000နဲ့6000ပါရှင့်ကျေးဇူးတင်ပါတယ်မတို့ရေ